ပြဿနာကြီးကမနှစ်တည်းကမှပြီးနေပြီမင်းလက်ခုအတာနဲ့အဆင်ပြေနေတာပဲဘာလို့မင်းအဲ့လိုကြီးဆက်နေဦးမှာမင်းဟာအဖြစ်ကိုတဲလုံးနေပြီနော်ရအောင်မင်းတို့ကငါ့ကိုဘာကိုကြည့်ပြီးတော့အဆင်ပြေနေတော့ပြောနိုင်ရမင်းတို့ကိုယ်နိုင်ကြုံရတဲ့ကိစ္စမဟုတ်တော့ကြောင့်မင်းလွယ်လွယ်ကူကူမေးလိုက်နိုင်ငါမျိုးတော့တကြံထဲမှာဖွင့်ပြောမှာအဲကြောင့်ဆက်ပြီးမနှောက်ရှက်နေမုံကမင်းကိုပြန်မကြိုက်ဘူးဆိုတော့ရအောင်လိုက်မယ်ကွာနေအတာမင်းမလို့လို့အတာမင်းကတကယ်ကိုဖျက်လို့ဖျက်စီးကောင်ပဲဒီနေ့လိုမျိုးမင်းလိုက်ပြီးနှောက်ရှက်မယ်ဆိုရင်တော့မင်းနဲ့ငါနဲ့တငယ်ချင်းဆက်မလုပ်တော့ဘူးညငါ့ကိုပဲရေလောင်းမချောင်းနေရမယ်နေရောဒါစိမင်းမလာအေးရနေတင်ကောင်ရီစားစကားပြောရမယ်လို့ကြားတယ်နေပေါ်ပေါ်လာပြီးဖြစ်တာဘာဖြစ်လို့လဲတာမုံကမင်းကိုကြိုက်နေတာမဟုတ်ဘူးမင်းကိုကြိုက်နေတာငါ့ကိုကြိုက်နေရ